အိန္ဒိယနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ပိုက်ကျော်ချင်းကကမ္ဘာဖလားပြိုင်ပွဲရဲ့အမျိုးသား2ယောက်တွဲဆီမီဖိုင်နယ်ပွဲစဉ်အဖြစ်မြန်မာအသင်းဟာအင်ရှင်အိန္ဒိယအသင်းနဲ့ရှင်ပြိုင်ကစားခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာအိန္ဒိယကစားသမားငိုယိုသွားတဲ့အထိမြန်မာအသင်းအနိုင်ယူပြလိုက်တဲ့ပွဲစဉ်ရှင်ပြိုင်မှုအစဆုံးကိုတင်ဆက်ပေးလိုက်ရပါတယ်။